ကလေးတွေကမမားလောက်တဲ့မုံမစားရတာကြာပြီဆိုလို့ကျွန်တော်ဒီနေ့ပြောင်းဆန်ကိတ်လေးကလေးတွေကိုလှုပ်ကျွေးမယ်ပြောင်းဆန်ကိတ်လောက်ရတာလွယ်လေးပဲဒီပြောင်းဆန်ကိုပထမဆုံးရေဆေးပြီးတော့မှ3နာရီလောက်စိန်ထားမယ်ပြီးလို့ရှိရင်သူ့ကိုကြိတ်ပြီးတော့မှတခြားလိုအပ်တဲ့အရာလေးတွေရောတဲ့ပြီးတော့မှပေါင်းအုပ်ထဲထည့်ပေါင်းလိုက်ရင်ပြီးသွားပြီကြုံကြီးနဲ့လှုပ်လို့ရှိရင်မရဘူးလားဆိုတော့ရတယ်ဘာဖြစ်လို့ပြောင်းဆန်ထည့်ရတာလဲဆိုတော့ဒီပြောင်းဆန်ထည့်လိုက်တဲ့အခါမှာဒီကလေးစားဖို့နေရာမှာအာဟာရတန်ဖိုးတွေအများကြီးတက်လာတဲ့အတွက်ကြောင့်မလို့ထည့်တာဒီပြောင်းဆန်ထဲမှာ phosphate တို့ iron တို့ magnesium တို့ potassium တို့စတဲ့ဒီတဘာဝတတုတက်လေးတွေအများကြီးပါဝင်တယ်လို့ vitamin B အုပ်စုလည်းအထဲမှာပါဝင်တယ်သူ့ထဲမှာ protein တက်တွေလည်းနည်းနည်းပါဝင်တယ်သမင်းထက်စားလို့ရှိရင်သူ့ရဲ့အာဟာရတက်ကအများများတယ်သူ့ထူးခြားမှုတစ်ခုလေးကသူ့မှာလေအဆီတက်ကလေးပါတယ်အဲ့အဆီတက်ကလေးကကောင်းတဲ့အဆီပါကျွန်တော်တို့စံပြုတ်ချက်လိုက်တဲ့အခါမှာဒီအပေါ်လေးမှာတစ်ထက်ကလေးပေါ်လာတယ်အလိုက်လေးလိုမျိုးပေါ့ဒါကဒီပြောင်းဆန်ရဲ့အဆီကလေးစားလို့အရင်ကောင်းတယ်နာမကျန်းဖြစ်တဲ့အခါမှာနေမကောင်းဖြစ်တဲ့အခါဆိုရင်ဒီကောင်စံပြုတ်ချက်လိုက်တဲ့အခါမှာတော်တော်လေးကိုအဆင်ပြေတယ်ပြောင်းဆန်100 gram ဒီလိုအချောက်ပြောင်းဆန်100 gram ဆန်100 gram ဒီကြုံမုံ100 gram သူ့ထဲမှာပါတဲ့ကီလိုရီကတိတ်မထူးတခြားပဲအတူတူလောက်ပဲသွားကြတယ်ဒါပေမဲ့အထဲမှာပါတဲ့အာဟာရတန်ဖိုးကအများကြီးကွာသွားတယ်ကျွန်တော်တို့လူကြီးကကြတော့အိမ်မှာဆိုရင်ဒီဆန်နဲ့ရောချက်တဲ့ပြောင်းဆန်ကိုအန်တဝက်ပြောင်းဆန်တဝက်ပဲဖြစ်ဖြစ်အဲ့လိုအချိုးနဲ့ချက်လို့ရတယ်ဒါမှမဟုတ်ရင်ဆန်ရောခင်းဝါရောပြောင်းဆန်ရောချက်လို့ရတယ်ကဲတွင်းတကြားအသက်အစင်မပြေတဲ့သူတွေလည်းဒီထမင်းတက်စားမဲ့အစားဒီလိုရောချက်လိုက်တဲ့အခါမှာဆိုရင်တွင်းတကြားတက်ကိုအဲ့လောက်ကြီးတက်မမြန်စေတော့ဘူးဒါပေမဲ့ तू ဘလောက်ပဲတွင်းတကြားတက်မမြန်ပါစေကျွန်တော်တို့ထမင်းစားတဲ့အခါကျရင်ဘတ်တော့အခါမှာဒီပြောင်းဆန်ပဲဖြစ်ဖြစ်ခင်းဝါပဲဖြစ်ဖြစ်ဒီရောချက်ထားတာဟာပြီးဒါကြီးပဲစားလို့အဆင်မပြေဘူးအသားရယ်နောက်ပြီးအရွက်တွေရယ်အဲ့ဒါနဲ့တွဲစားမှပဲတွင်းတကြားတက်ကငိမ့်ပါဒါလေးက yeast ပွားစေမုံလုပ်တဲ့အခါသုံးပါဒါဆိုရင်ကျွန်တော်တို့မုံစားလုပ်ကြမယ်3နာရီလောက်စိန်ထားတဲ့ပြောင်းဆန်ကို blender ထဲအကုန်ထည့်လိုက်မယ်ကျွန်တော်တို့ပြောင်းဆန်ကလေထမင်းနဲ့ရောချက်တဲ့အခါဆိုလဲအဲ့လောက်စိန်ရမှာနော်အဲ့ဒါမှပဲ तू ကပျော့မှာပြောင်းဆန်ကထမင်းနဲ့ချက်စားလိုက်တဲ့အခါမှာထမင်းကအီလေးအရန်ကိုစားလို့ကောင်းတာကြက်ဥတစ်လုံးလေးခောက်ထည့်မယ်နွားနိုးက80 gram blender နဲ့အမုံလေးဖြစ်အောင်လုံးဝကျဉ်ညက်နေအောင်ကြိတ်မယ်ကျဉ်ညက်နေတဲ့ဒီပြောင်းဆန်လေးကိုဒီထဲမှာတွန်ထည့်လိုက်မယ်ကြုံမုံလေးခုနကချိန်ထားတဲ့ဟာဒီ multi purpose flour ပေါ့နော်ဒါလေးကို100 gram ထည့်ထားတယ်ခုနက yeast 30 gram 30 gram တော့ဖြစ်ကုန်ပြီဆို3 gram လေ30 gram ဆိုသွားပါပြီလူပါဖောင်းလာတော့မှာတကြားကိုဒီလိုသစွန်းကကြတော့20 gram ဝန်းကျင်လောက်ရှိမယ်ရောမွေလိုက်မယ် M exercise လေးလုပ်တဲ့အချိန်ရောက်ပြီလုံးဝအထက်မှာပါအမုံမှမကျန်တဲ့အထိမွေရမှာကျွန်တော်ကဒီပြောင်းဆန်ကိုလေ PLM မြန်မာ page မှာဝယ်တာဝယ်လို့ရတဲ့ link ကိုလည်း comment မှာချထားပေးမယ်နော်ဒီအနေထားမျိုးဆိုရင်ရပြီဒါလေးကိုကျွန်တော်တို့ plastic နဲ့အုပ်ပြီးတော့မှလေမိနစ်40လောက်ထားရမှထင်တယ်သူကနစပွားလာတဲ့အထိထားမှာဒီအနေထားရောက်ဖို့မိနစ်50လောက်တော့ကြာသွားတယ်အပွားခံထားတဲ့ဒီပြောင်းဆန်ကြုံတုံးလေးကလေးအိတ်တွေအများကြီးထွက်လာတယ်ဒီလေးအိတ်လေးတွေကိုပြင်ပြေသွားအောင်တစ်ချက်ပြင်မွေပေးရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့မိုးခွက်ပဲဖြစ်ဖြစ်စတီးပကံပြားလေးပဲဖြစ်ဖြစ်စီလေးပပားလေးတုပ်ပြီးတော့မှဒီကြုံတုံးလေးလောင်းထည့်လိုက်မယ်အသီး6နဲ့နန်းနဲ့လေးတွေနဲ့အလားဆင်ပြီးတော့မှဒုတိယတစ်ခါပြင်ပြီးတော့အပွားခံမယ်မိနစ်20လောက်အပွားခံရပြီပြီးလို့ရှိရင်ပေါင်းအုပ်ထဲထည့်ပြီးတော့မှ25မိနစ်ပေါင်းလိုက်ရင်ရပြီ A few moments laterပေါင်းထွက်လာတဲ့မုံလေးကဒီလိုပုံစံလေးဒါလေးကိုအပိုင်းပိုင်းလီးပြီးတော့မှကလေးတွေကိုကျွေးလို့ရတယ်လူကြီးလည်းစားလို့ရတယ်ကလေးမစားခင်ကျွန်တော်ရင်စားမယ်အသားလေးကပေါင်းထက်ကိုမှနည်းနည်းလေးစစ်စစ်ပန်ပန်လေးရှိတယ်တော်တော်လေးစားလို့ကောင်းတယ်